Hello ဒီနေ့ Piu ကစောက်တီတစ်လုံးလက်ဆောင်ရထားတာမို့လို့စောက်တီတုတ်စားမှာပါဒီနေ့မိုးလေးကလည်းတဖြောက်ဖြောက်ကြာနေရဆိုတော့စောက်တီတုတ်ချင်ငံဆက်လေးရယ်ရင်နွေးချမ်းလေးနဲ့ထမင်းပူပူလေးနဲ့စားမယ်စောက်တီတုတ်ဖို့အတွက်ဆိုလို့ရှိရင်စောက်တီကြက်သွန်နီကြက်သွန်ဖြူခရမ်းကျင်တီနေရိုဒီစိမ့်လိုတယ်တကယ်လို့ကော်ဖီတုတ်ကြိုက်တယ်ဆိုလဲမော်လာတုတ်ကော်ဖီတုတ်ထည့်လို့ရတယ်ပြီးရင်အချင်းလေးပေါ်သွားအောင်ဂျပွန်ကြောက်လေးထည့်မယ်ငပိလိုတယ်ငပိကကြတော့ကိုယ့်ကိုกินထိုင်းလဲရတယ်ဒါမှမဟုတ်လို့ရှိရင်ဒီလိုမျိုးတခါတည်းငပိအတစ်စားငပိထောင်ဘူးသုံးရင်လဲရတယ်ပြီးရင်ငရုတ်အလှမှုန့်လိုမဲမြေပဲမှုန့်ပဲမှုန့်ငပြားရည်စီပြီးရင်တော့ထည့်နေကြတိုင်းပဲစားချိုမှုန့်ဒါမှမဟုတ်ရတာမှုန့်နှစ်ပြန်ကျော်ဘာညာတရကလိုပါရဲ့စက်သွန်နီလီပါမယ်ခင်းကျင်ဒီလီမယ်ငရုတ်တီးစိမ့်လိပါမယ်စက်သွန်ပြိုလေးထည့်မယ်ကဲစပြီးတော့တုပ်ပါတော့မယ်စက်သွန်နီလှီးထားတာလေးတွေထည့်မယ်ခင်းကျင်တီးလှီးထားတာလေးတွေထည့်မယ်ပြီးရင်ငရုတ်တီးစိမ့်စက်သွန်ပြိုရေပဲဆန်ထောင်းထားတာလေးထည့်မယ်ပဲမုံတစွန်းထည့်မယ်ငရုတ်အလှုံမုံလေးတေးသေးထည့်မယ်အပီတောင်လေးထည့်မယ်ငပြားရည်ထည့်မယ်စားလေးတေးသေးလေးပဲထည့်မယ်အရွက်မုံလေးထည့်မယ်ရှောက်တီးလှိထားတာထည့်မယ်ဒါကပြပြတစ်လုံးရဲ့သုံးပုံတစ်ပုံကြော်ကြော်တစ်ချမ်းနီးပါပေါ့နော်ရှောက်တီးတုပ်ရဲ့လှုပ်ဝက်ချက်ကကြတော့သူကရှောက်တီးကိုခါသွားမှာဆိုလို့နောက်ဆုံးချက်မှာထည့်ရတယ်ကျန်တဲ့အစာပလာတွေအကုန်လုံးပြင်းပြီးတော့နှဲကားနီးလေးမှာရှောက်တီးလေးထည့်ရပါတယ်ကဲစီလေးလောင်းလိုက်မယ်ဒါ ready ပါနှဲလို့ရပြီလုံးဝရှောက်တီးလေးရလဲလက်ဆက်ဆက်လေးပေါင်းပစ္စည်းလေးတွေကလည်းအစုံပဲဆိုတော့ share ပဲဒါပြူတစ်ခေါက်ပဲထည့်လိုက်တာကွက်တီပဲဘာမှထည့်စရာမလိုတော့ဘူးကဲဒါကတော့ဒုညမအကြိုက်ဂျပွန်ကြောက်ပါရပါပြီဒါတော့ဖြူလက်ရရှောက်တီးတုတ်ချင်ငံဆက်လေးပါနှစ်ပြန်ကြော်လေးထည့်ပါမယ်ဝေါကဲဖြူလေးရရှောက်တီးတုတ်လေးရသွားပါပြီစားကြပါအောင်ရှင်ကဲဒီနေ့ညနေစာလေးကတော့ထမင်းစီစန်းနဲ့ရှောက်တီးတုတ်ချင်ငံဆက်လေးကိုရေနွေးလေးနဲ့လုံးဝအညာဆိုင်လေးစားမှာပါကဲရှောက်တီးလက်ဆောင်ပေးတဲ့အမကြီးကိုရောဖြူရဲ့ဘလော့လေးတွေကြည့်ပေးချတဲ့သူတွေရောကျေးဇူးများတင်ပါတယ်နောက်ဘလော့တွေမှာပြန်တွေ့ပါမယ်နော်